LED bar feature အကြောင်းကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ် LED bar ကျွန်တော် feature group ထဲမှာပါဝင်ပါတယ် bar 64က conventional lighting တနည်းအားဖြင့် generic lighting group ထဲမှာရှိမှာပါ LED bar ကြတော့ကျွန်တော်တို့ကပို့ပြီးတော့သူ့မှာ channel တွေပုံများလာတယ် lighting console ကနေပြီးတော့ကျွန်တော်တို့ color တွေကို change လုပ်ရပါတယ်အပြောင်းလဲလုပ်လို့ရပါတယ်ဒါ LED bar ကျွန်တော်အဖြူရောင်ပေါ့နော်ဟောကျွန်တော် color အနီရောင်ပေါ့နောက်တစ်ခုကျွန်တော်အစိမ်းရောင်နောက်တစ်ခါကျွန်တော်နော်အပြာနော်ချိန်လိုက်တာ color တွေကိုဒီလိုတဲ့ color တွေကိုကျွန်တော်ဒီ console ကနေ comment ပေးပြီးတော့သူ့ channel လိုက်ကိုကျွန်တော်တို့ကချိန်လို့ရပါတယ်အဲ့တော့ဒီ color တွေကျွန်တော်ကဆက်လို့ရတာပေါ့နော်အနီနဲ့အပြာနဲ့ဆက်တာတို့အစသဖြင့်ဒါလွတ်လို့ရပါတယ်ပြီးနောက်တစ်ခါကျွန်တော် stroke ပေါ့နော်ဒါအပိတ်ဖွက် shutter တွေခက်မြန်မြန်နဲ့ stroke ကျွန်တော်ရိုက်လို့ရပါတယ်နော်ဒီ stroke တွေလိုတဲ့နေရာကိုကျွန်တော်လှည့်စည်းလက်သလို console ကနေပြီးတော့ထိန်းချုပ်လို့ရပါတယ်ဒါ LED ပါအားသာကျဲပေါ့သူ့အားသာကျဲတို့က color တွေကိုကျွန်တော် atmosphere အတွက်ပဲ color တွေကိုကျွန်တော်လိုသလိုလေးဖန်တီးလို့ရတယ်နော်ဒါ daylight night scene စသဖြင့်ဒါ color တွေကိုက mix လုပ်ပြီးတော့ color mix လုပ်ပြီးတော့ကျွန်တော်တို့ကအသုံးပြုလို့ရပါတယ်ဒါအားသာချက်ရှိပါတယ်ဟို par 64ကြတော့ one light one color ဒါပဲကျွန်တော်တက်လို့ရတယ်ရှေးတော့ဆိုတော့ color scroller တွေကျွန်တော်တက်တာပေါ့နော်တက်ထားတာပေါ့အဲ့ color တွေက color scroller motor ကနေပြီးတော့အဝါကနေပြီးအနီပေါ့နော်ဒါသူ channel တခုထပ်ပြီးတော့သတ်မှတ်ပြီးတော့ color ပြောင်းပေးရတယ်ရင်တော့ par 64တွေပါတယ် color change နေလို့ရှိရင် color changer ပေါ့နော် color scroller တွေတက်ပေးရတယ်အခု LED ပါပေါ်လာတဲ့နောက်ပိုင်းကျတော့ color တွေကိုကျွန်တော်တို့ကလိုသလိုအပြောင်းလဲလုပ်ပေးယူပဲပို့ပြီးတော့မြန်ဆန်လွယ်ကူလာပါတယ်အခု ETC တို့ဘာလို့ဆိုနောက်ပိုင်းထုတ်လာတဲ့ဒီ LED ဒီပါမျိုးစားတွေမှာဆိုရင်အရင်စစ်မြစ်ပါတယ်ပြီး color ကလည်းတကယ်ကိုကဘာကျော် Lee color တို့ဘာလို့အနေပြီးတော့သူတို့က color theory ကိုအမှန်မှန်ကန်ကန်ထည့်ပြီးတော့အဲ့ color filter အတိုင်းကိုကျွန်တော်တို့ကတသွေးမတေးတူအောင်ပေါ့နော်ကျွန်တော်တို့ LED ရဲ့ color mixing အကောင်းဆုံးဖြစ်အောင်သူတို့ဖန်တီးထားတယ်အဲ့တော့ဒီ designer တွေနဲ့ color အတွက်ကိုသိကျွန်တော်ရင်တော့ color ချက်အပြောင်းလဲဒီအများကြီးစဉ်းစားစရာမလိုတော့ဘူးဒါတွေအားသာချက်တွေတအားရှိလာတာပေါ့နော်ဒါတော့ကျွန်တော် LED ပါအမျိုးအစားဖြစ်ပါတယ်